ARV တိုင်းဒေသကြီးငတိုင်းတောင်မြို့မှာငဝုံမြင့်ရည်မြင့်တက်လျက်ရှိရာဒီကနေ့မွန်းလယ်2 နာရီခွဲချိန်တိုင်းထွာချက်အရအဲ့ဒီမြို့ရဲ့စိုးရိမ်မှတ်ထက်ဆက်လက်ကျော်လွန်လျက်ရှိပြီးနောက်3ရက်အတွင်းစိုးရိမ်မှတ်ထက်ဆက်လက်တည်ရှိနိုင်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့မှတ်တမ်းများအရသိရှိရပါတယ်ရှင်။ Baby show my love TV မှာကျင်းလာပါတယ် Social media အောက်က you the limbo Say, never mind your home.